မင်္ဂလာပါရှင် Sky Business Portal မှာတက်ဆင်ဘဏ်စိန်မှန် request ပြုလုပ်နည်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။အရင်ဦးဆုံးလူချင်းမင်းရဲ့ user name password ရိုက်ထည့်ပြီးတော့စာရင်ဝင်ရောက်ပေးရပါမယ်။ဒါကတော့ user dashboard ဖြစ်ပါတယ်ရှင်။ menu tab မှာပါရှိတဲ့ဘဏ် service ကိုဝင်ရောက်ပေးပါ။ request လုပ်လို့တဲ့ဘဏ် account name ဘဏ် name ဘဏ် account number တို့ကိုမှန်ကန်စွာဖြည့်စွက်ပေးပါရှင်။သက်ဆိုင်ရာဘဏ်ရဲ့ branch ကိုလည်းရွေးချယ်ပေးရပါမယ်။ဖုန်းနံပါတ်နေရာမှာတော့ request လုပ်တဲ့လူချင်းမင်းရဲ့ဖုန်းနံပါတ်ကိုဖြည့်စွက်ပေးရပါမယ်ရှင်။ request လုပ်လို့တဲ့ period ကိုလည်းရွေးချယ်ပေးပါ။ဒီမှာတော့ဥပမာအနေနဲ့ January 1 ရက်နေ့ကိုရွေးလိုက်ပါမယ်။ end date ကိုလည်းရွေးချယ်ပေးပါ။လနဲ့ခုနှစ်တည်းရဲ့ဘေးနားမှာပါရှိတဲ့မြားလေးတွေကတဆင့်လည်းရွေးချယ်သွားလို့ရပါတယ်။ဒီမှာတော့ဒီဇင်ဘာ31ကိုရွေးလိုက်ပါမယ်။လိုအပ်တဲ့ဘဏ်အကောင့်နဲ့ဘဏ်နဲ့အကောင့်နံပါတ်အစရှိသဖြင့်လိုအပ်တာတွေဖြည့်စွက်ပြီးရဲ့အခါ submit request ကိုနှိပ်လိုက်ပါရှင်။ Your bank statement request ဆိုတာမှာ request ရဲ့ bank statement လို့ပေါ်သွားပြီဆိုရင်တော့လူချင်းမင်းရဲ့ bank statement request လုပ်တာရရှိသွားပါပြီရှင်။ကျေးဇူးတင်ပါတယ်ရှင်။